မင်္ဂလာပါရှင်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စိတ်ဖြူမျိုးမှာကပ္ပစ21တို့လာသောစစ်ကားနှစ်စီးကိုတိုက်ခိုက်မှုစစ်သား12ဦးသေဆုံးခေါ်တောင်းတွင်လည်းစစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးတပ်များကတိုက်ခိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်မကွေးတိုင်းစိတ်ဖြူမျိုးနဲ့ကပ္ပစ21တို့လာသောစစ်ကားနှစ်စီးကိုပြစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်သား12ဦးသေဆုံးခဲ့ကြောင်းပခုတ်ကူခရိုင်အမတ်လေးတပ်ရင်တပ်ခွဲ1 CAF SPU PDF တပ်ဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါတယ်ဧပြီလ28ရက်နေ့စိတ်ဖြူမျိုးမှာကပ္ပစ21တိုလာသောစစ်ကားနှစ်စီးကိုတပြေပင်ကျေးရွာအနီးအရောက်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကအသင်းဆောင်ကြို၍ခြုံကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းစစ်ကားတစ်စီးမှလမ်းပြီးသို့ထိုးရက်သွားပြီးကားပေါ်ပါစစ်သား12ဦးသေဆုံး3ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ရှမ်းသူဘက်မှာထိတာရောတေတာရောမြင်နေရတယ်။တယောက်ပဲကြံတော့တာအဲ့ဒီကားကိုအနီးကပ်ဝင်လုံးတဲ့အချိန်မှာရဲဘော်တယောက်ကြီးထိမှန်ခဲ့တာပါ။တန်ရာကတော့မစိုးရင်ရပါဘူး။ခဏကြာတော့စစ်ကူရောက်လာတဲ့အတွက်ကျန်တဲ့ရဲဘော်တယောက်ထပ်ထိတယ်။အဲ့ဒီတန်ရာရရဲဘော်တွေကိုကာပစ်ကူပေးရင်ဆွဲထုတ်ပြီးပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။ကျွန်တော်တို့အနေနဲ့ကကြီးအင်အားရောလက်နက်ချို့ရင်ချက်တွေကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရတာဖြစ်ပါတယ်။ပကုတ်ကူရိုင်းအမတ်လေးတပ်ရင်တပ်ခွဲ1 CAF CPU PDF မှာတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါတယ်။အဆိုပါတိုက်ခိုက်မှုကိုပကုတ်ကူခရိုင်အမတ်လေးတပ်ရင်တပ်ခွဲ1တပ်ခွဲ2နဲ့ပကုတ်ကူခရိုင်အမတ်8တပ်ရင်တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တအုပ်မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။အလားတူတနင်္သာရီတိုင်းကော့တောင်မြို့နယ်တွင်14စီးဖြင့်လိုက်ပါလာသောအကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်ရာစစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုရှိကြောင်းပြန်လွှာတပ်ဖွဲ့မှရဲဘော်ဖီလ်နစ်ကသတင်းဌာနသို့ပြောဆိုပါတယ်။မေလ2ရက်နေ့နနက်10:30မိနစ်ခန့်အချိန်ကော့တောင်မြို့နယ်မလီဝမ်ကျေးရွာအုပ်စုနံပါတ်1ချောင်းအတိုင်းဆက်လင်ငယ်လေးစီးဖြင့်စံတက်လာသောအင်အား90ပါအကြမ်းဖက်စစ်တပ်စစ်တောင်းကိုတော်လှန်ရေးတပ်ဖွဲ့များကစောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ရင်းအကြမ်းဖက်စစ်ကောင်စီတပ်သားများလိုက်ပါလာသောဆက်လီငယ်လေးစီးသည်နံပါတ်1ချောင်းကြောက်ပုံစိတ်အနီးရောက်လာစဉ်တွင်တော်လှန်ရေးတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနှစ်ဖက်ပစ်ခတ်မှုတနအီခန့်ဖြစ်ပွားပြီးနောက်တော်လှန်ရေးတပ်ဖွဲ့ဝင်များပြန်လည်ဆုတ်ခွာခဲ့ရကြောင်းသိရှိရပါတယ်။လက်ရှိချိန်ထိအကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့တော်လှန်ရေးတပ်ဖွဲ့များစစ်ရေးတင်းမာနေဆဲဖြစ်ပြီးစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။စစ်ခွေးအသေးစရင်ကိုတော့ကျွန်တော်တို့မသိရသေးဘူးကျွန်တော်တို့လည်းဆက်လက်စုံစမ်းနေပါတယ်ထိခိုက်မှုတော့များနိုင်တယ်လက်ရှိချိန်ထိစစ်ရေးကနှစ်ဖက်တင်းမာနေတုန်းပဲဟုပြန်လွှားတပ်ဖွဲ့မှရဲဘော်ဖီလစ်နစ်ကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုကော့တောင်မြို့နယ် local တပ်ဖွဲ့ PDF ပြန်လာတပ်ဖွဲ့နှင့်မြို့ပြပျောက်ကြားဗိုလ်သမန်းကြားအဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်ဆက်လက်ပြီးကြောက်ဖြူရင်ပျောက်ဆုံးနေသည့်ဗိုလ်မှူးနှင့်အဖွဲ့ကိုစစ်ကောင်စီကဖမ်းမိ၍တပ်ဖြတ်လိုက်သည့်သတင်းများထွက်ပေါ်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ရခိုင်ပြည်ကြောက်ဖြူမြို့နယ်ရှိတိုက်ပွဲသို့လေကြောင်းဖြင့်ဆေလွတ်ခံရပြီးနောက်ပျောက်ဆုံးနေသည့်တပ်မ69မှဗိုလ်မှူးတအုပ်အပါအဝင်တပ်သားတချို့ကိုစစ်ကောင်စီကဖမ်းမိ၍တပ်ဖြတ်လိုက်သည့်သတင်းများထွက်ပေါ်နေကြောင်းသိရှိရပါတယ်ထွက်ပြေးပျောက်ဆုံးနေသည့်ဗိုလ်မှူးနှင့်အဖွဲ့ကိုကြောက်ဖြူမြို့ရှိအမှတ်32ရဲတပ်ရင်မရောက်မီပြင်ရှည်ရွာဤတောတောင်ကုန်းအနီးနားတွင်စစ်ကောင်စီတပ်ကဖမ်းမိကမေလ1ရက်နေ့တွင်တပ်ဖြတ်လိုက်သည့်သတင်းများထွက်ပေါ်နေသည်ဟုမြေပြင်ဒေသကန်စီရေးသတင်းရင်းမြစ်တအုပ်ကသတင်းဌာနသို့ပြောပါရယ်32ရဲတပ်ရင်ကိုမရောက်ခင်တောတောင်တန်းဘက်မှစစ်ကောင်စီဘက်ကရှာတွေ့သွားလို့အချင်းချင်းတပ်ဖြတ်လိုက်တယ်လို့ကြားတယ်အတိအကျအတီးပြုလို့တော့မရသေးဘူးဟုပြောပါရယ်ယခုကဲ့သို့တပ်ဖြတ်လိုက်ခြင်းမှာအဆိုပါဗိုလ်မှူးနှင့်အဖွဲ့သည်အာရကတပ်တော်အေးအေးရှိသည့်လွတ်မြောက်နေမည်သို့ထွက်ပြေးသည်ကိုရိပ်မိသွားသဖြင့်တပ်ဖြတ်ခြင်းဖြစ်နိုင်သည်ဟုစစ်ရေးသိရှိသူအမျိုးသားတအုပ်ကသတင်းဌာနသို့ပြောပါရယ်ကျွန်တော်အထင်ဗိုလ်မှူးနှင့်အဖွဲ့ကအေးအေးဘက်ကိုထွက်ပြေးတာထင်တယ်အဲ့ဒါကိုသူတို့စစ်ကြောင်းထိုးလိုက်ရှာရင်ပြီးသွားလို့အစအနဖျောက်လိုက်တာထင်တယ်ဟုပြောသည်အဆိုပါဗိုလ်မှူးနှင့်အဖွဲ့တပ်ဖြတ်ခံရသည့်သတင်းကိုသတင်းဌာနအနေဖြင့်တိကျအတည်မပြုနိုင်သေးသလိုအသေးစိတ်ကိုလည်းဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။အဆိုပါဗိုလ်မှူးနှင့်အဖွဲ့သည်ဧပြီ29ရက်ကကြောက်ဖြူမြို့သို့အရောက်လမ်းတနေရာတွင်ထွက်ပြေးပျောက်ဆုံးသွားခြင်းဖြစ်သည်။သူတို့ပျောက်ဆုံးပြီးနောက်စစ်ကောင်စီဘက်ကအင်အားအလုံးရင်ဖြင့်လိုက်ရှာရမှာအေအေနှင့်ထိတွေ့ထိုက်ပွဲအချို့ဖြစ်ပွားခဲ့သေးကြောင်းသိရှိရသည်။ဆက်လက်ပြီးကော့ကရိတ်တောင်ပိုင်းကကျေးရွာပုံကျဲခံရပြီးကလေးအပါအဝင်အရက်သားတချို့ဒဏ်ရာရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ကရင်ပြည်နယ်ကော့ကရိတ်မြို့တောင်ပိုင်းကကျေးရွာကိုစစ်ကောင်စီလေတပ်ကမေလ2ရက်နေ့ကင်းပိုင်းတနအီဝဲဝင်းကျင်ကပုံကျဲတိုက်ခိုက်ရမှာကလေးတအုပ်အပါအဝင်အရက်သားအချို့ထိခိုက်ဒဏ်ရာရရှိကြတယ်လို့ကော့ကရိတ်မြို့ကန်သတင်းရင်းမြစ်ထံကသိရပါတယ်။ဘုံကျဲခံရတဲ့ရွာဟာ KNU တပ်မဟာ6နေမြေတဲကရွာတရွာဖြစ်တယ်လို့သတင်းရင်းမြစ်ကအသိပေးပါတယ်။အဲ့ဒီတိုက်ခိုက်ခံရမှုမှာ9နှစ်အရွယ်ကလေးတအုပ်အပါအဝင်အရက်သား2ဦးထပ်မံထိခိုက်ဒဏ်ရာရပြီးနေအိမ်10လုံးခန့်ပျက်စီးသွားတယ်လို့သိရပါတယ်။ကော့ကရိတ်မြို့မှာစီးရေးပြင်းထန်နေချိန်မှာမြို့ရဲ့တောင်ပိုင်းကကျေးရွာတွေကိုစစ်ကောင်စီကလေတပ်ကဘုံကျဲတိုက်ခိုက်မှုတွေဇက်တိုက်ဆိုသလိုပြုလုပ်နေတာလို့သတင်းရင်းမြစ်ကဆိုပါတယ်။
ကော့ကရိတ်မြို့နယ်ကျုံတွန်းမြို့အနီးတစ်ဝိုက်မှာ KNU ဦးဆောင်တဲ့ပူးပေါင်းတပ်နဲ့စစ်ကောင်စီတပ်တို့ကြားပြီးခဲ့တဲ့တကြံကာလအတွင်းကစတင်ပြီးတိုက်ပွဲတွေအပြင်းထန်ဖြစ်ခဲ့ပါတယ်။ယနေ့မေလ3ရက်အထိတိုက်ပွဲတွေဖြစ်နေစေလို့ကရင်စစ်ရေးသတင်းရင်းမြစ်ထံကသိရပါတယ်။ဧပြီလကုန်ပိုင်းကကျုံတွန်းမြို့စီစစ်ကူတက်လာတဲ့တပ်မ22လက်အောက်ခံစစ်ကြောင်းကို KNU ပူးပေါင်းတပ်ကကြားဖြတ်တိုက်ခိုက်ရမှာစစ်ကောင်စီဘက်ကအကြဆုံးများပြီးအထိနာခဲ့ပါတယ်။တရင်ဌာနကကြီးစုရတဲ့တိုက်ပွဲအပြီးရုပ်သံမှတ်တဲ့အရသေဆုံးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ရုပ်အလောင်းတွေမှာတပ်မ22တစိကံရိုးရန်စစ်ဌာနချုပ်ဗတ်တစိတ်တွေတွေ့ရပါတယ်။ဆက်လက်ပြီးကောလင်းမြို့နယ်ရှိချောင်းနာရွာနဲ့အောက်ကန်စာတင်ကျောင်းကိုစစ်တပ်ကလေရင်ပြစ်တိုက်ခိုက်မှုပြည်သူ2ဦးထိခိုက်ဒဏ်ရာရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်ရှင်။စကိုင်းတိုင်းကောလင်းမြို့နယ်ရှိချောင်းနာရွာနဲ့အောက်ကန်စာတင်ကျောင်းကိုအကြမ်းဖက်စစ်တပ်ကလေရင်ပြစ်တိုက်ခိုက်ခြင်းဖြင့်ပြည်သူ2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောဆိုပါတယ်။မေလ3ရက်နေ့ည9:00နာရီခန့်တွင်ကောလင်းမြို့နယ်အနောက်ချမ်းရှိချောင်းနာရွာနှင့်အောက်ကန်စာတင်ကျောင်းကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အကြမ်းဖက်စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုအတွင်းရော့ကတ်2ကြိမ်ပစ်ခတ်ခဲ့ပြီးပြည်သူပိုင်နေအိမ်များပေါ်ကြားရောက်ပောက်ကွဲကအမျိုးသမီး2ဦးနှင့်အမျိုးသား2ဦးထိခိုက်ဒဏ်ရာရရှိပြီးနေအိမ်အဆောက်အဦများပျက်စီးခဲ့ကြောင်းသိရှိရပါတယ်။ပြည်သူတွေကိုအမြဲတမ်းကပ်ပြီးလုံခြုံပေးကင်းစွာနေထိုင်ပေးကြပါအရေးပေါ်ပုံခိုနိုင်ရန်အိမ်တိုင်းဘုံခိုခြင်းတူထားပေးကြပါလို့တောင်းဆိုခြင်းပါတယ်နောက်ပြီးစစ်ကောင်စီကပြည်သူတွေကိုကြောက်စိတ်နဲ့အကြောက်တရားရိုက်သွင်းနေချိန်မှာကျွန်တော်တို့ပြည်သူတွေလုံခြုံရေးအသီးသတိနဲ့စနစ်တကျဘေးကင်းလုံခြုံအောင်အထူးဂရုစိုက်ပေးကြဖို့တောင်းဆိုခြင်းပါတယ်ဟုကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်ဆက်လက်ပြီးစစ်အာဏာရှင်အမြင့်ဖြတ်ရေးအတွက် DNL က NUG အပါအဝင်မဟာမိတ်များနဲ့ဆက်လက်လက်တွဲမိဖြစ်ပြီးတိမ့်ပိုက်ထားသောမြို့နယ်များစစ်ကောင်စီတန်းတို့ပြန်ပေးရန်အစီအစဉ်မရှိဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်ရှင်။စစ်အာဏာရှင်အမြင့်ဖြတ်ရေးအတွက် DNL ကအမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင်မဟာမိတ်များနဲ့ဆက်လက်လက်တွဲမိဖြစ်ပြီးတိမ့်ပိုက်ထားသောမြို့နယ်များပြန်ပေးရန်မရှိသေးကြောင်း DNL တွဲဖက်အထွေထွေအတွင်းရေးမှူးနှင့်ဗိုလ်မှူးကြီးတာပန်းလာကယနေ့သတင်းစာရှင်းလင်းပွဲတွင်ထုတ်ဖော်ပြောဆိုပါတယ်TNLA အနေဖြင့်စစ်အာဏာရှင်အမြင့်ဖြတ်ရေးကိုဆက်လက်ကင်ဆွဲထားဆဲဖြစ်ကြောင်းယခုအချိန်မှာစစ်အာဏာရှင်အမြင့်ဖြတ်ရေးမလောက်ဆောင်နိုင်လျင်နောက်မျိုးဆက်များအထိအပြည့်ရလိုက်ဆွေးနွေးလိုက်တိုက်ပွဲပြန်ဖြစ်လိုက်ဖြင့်တန်တရားလည်းနေမည်ဖြစ်ကြောင်းဗိုလ်မှူးကြီးတာပန်းလာကရှင်းပြပါရယ်ဘုံရန်သူစစ်အာဏာရှင်အမြင့်ဖြတ်ရေးကိုကျွန်တော်တို့မဟာမိတ်တွေ NUG အပါအဝင်နဲ့ဆက်လက်လက်တွဲသွားပါမယ်ကျွန်တော်တို့မျိုးဆက်မှာတာကိုမလုံနိုင်ရင်နောက်လာနောင်သားတွေအထိဒါကိုဆက်ပြီးခံရမှာပါဟု၎င်းကဆိုပါရယ်လက်တလော TNLA ကသိမ်းပိုက်ထားသောမြို့နယ်များကိုစစ်ကောင်စီထံသို့ပြန်ပေးရန်တရုတ်နိုင်ငံ၏ဖိအားများရှိနေတော့လဲပြန်ပေးမည်မဟုတ်ကြောင်းပြည်သူလူထုအနေဖြင့်တက်တက်ကြွကြွပူးပေါင်းပါဝင်ကြရန်အရေးကြီးကြောင်းသူကဆက်ပြောပါရယ်လာရှိုးမြို့လိုမဖြစ်ရေးအတွက်ပြည်သူတွေကတက်တက်ကြွကြွပါဝင်ပေးကြပါမြို့ကာကွယ်ရေးတပ်တွေမှာပြည်သူတွေပူးပေါင်းပါဝင်ပေးကြပါဟုသူကဆိုပါရယ်လက်ရှိတွင်ငလင်းအတွက်မြောက်ပိုင်းမဟာမိတ်ညီနောင်၃ဖွဲ့အနေဖြင့်အပြစ်အခက်ရက်စဲရေးကြီးညာထားသည့်အတွက်ထိုးစစ်ဆင်မည်မဟုတ်ဘဲခုခံကာကွယ်စစ်ကိုသာဆောင်ရွက်သွားမည်ဖြစ်ကြောင်း TNLA အနေဖြင့်မိမိတို့သိမ်းပိုက်ထားသောမြို့နယ်များမှာပြည်သူများ၏စားဝတ်နေရေးနှင့်လုံခြုံရေးကိုအထူးအလေးထားကြောင်း၎င်းကထုတ်ဖော်ပြောဆိုသွားပါရယ်ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရန်နာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်